ဒီနေ့ရဲ့ထိုင်းနိုင်ငံတွင်ကဒေတာတွင်သတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကို Groove ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရွှေမြန်မာ Family Channel ကို Like နဲ့ Subscribe လုပ်ပေးထားမယ်ဆိုရင်တော့နေ့စဉ်နောက်ဆုံးရသတင်းတွေကိုအမြဲတမ်းသိရှိနိုင်မှာဖြစ်တယ်လို့အကြံပြုပါရစေခင်ဗျာ။တနင်္ဂနွေနေ့မနေ့ပိုင်းက P Islands အနီးမှာခရီးသည်တွေအပြေးတင်ဆောင်လာတဲ့ speedboat တစ်စီးဟာငါးဖမ်းဆက်လီ fishing trawler တစ်စီးနဲ့မျက်နှာချင်းဆိုင်တိုက်မိခဲ့လို့လူတစ်ယောက်သေဆုံးပြီးအနည်းဆုံး22ဦးဒဏ်ရာရရှိခဲ့ပါတယ်။အရှိန်နဲ့တိုက်မိခဲ့တာကြောင့်လေးပေါ်ပါလာတဲ့ခရီးသွား52ဦးနဲ့အဖွဲ့ဝင်3ဦးစလုံးပင်လယ်ထဲကိုလွင့်စင်ကျသွားခဲ့ပြီးအကြီးအကျယ်ကက်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ခဲ့ရပါတယ်။အသက်18နှစ်အရွယ်ဒီရုရှားသူလေးကိုစေဘက်ဆိုင်ရာအဖွဲ့ဝင်တွေကအသေးအတန်ကဲတင်ခဲ့ပေမဲ့စိတ်မကောင်းစွာနဲ့ပဲတည်ဆုံသွားခဲ့ရပါတယ်။အခင်းဖြစ်ပွားချိန်မှာခရီးသည်တွေဟာသူတို့ရဲ့မိသားစုဝင်တွေနဲ့အဖော်တွေကိုရေမနစ်အောင်အော်ဟစ်ဆွဲတင်နေကြပြီးအရန်ကိုထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းဖြစ်ခဲ့တယ်လို့မျက်မြင်သက်သေတွေကပြောပြခဲ့ကြပါတယ်။တိုက်မိတဲ့အချိန်ကြောင့် speedboat ရဲ့ရှေ့ပိုင်းဟာပဲ့ထွက်သွားပြီးအန်ဒမန်စီထဲမှာမောင်းလက်သားနစ်မြုပ်သွားခဲ့ရတာပါကယ်ဆယ်ရေးအဖွဲ့တွေကတော့လူအားလုံးကိုရေထဲကနေဆွဲတင်နိုင်ခဲ့ပြီးကမ်းခြေကိုပို့ဆောင်ပေးခဲ့ပါတယ်ဒဏ်ရာရရှိသူတွေထဲမှာနိုင်ငံသားခရီးသွား19ဦးနဲ့ထိုင်းလေအဖွဲ့ဝင်3ဦးပါဝင်ပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းနာရာဒီဝပြည်နယ်မှာတော့တနင်္ဂနွေနေ့မနက်အစောပိုင်းကနေချားဆောင်ရဲတပ်ဖွဲ့စခန်းအနီးအပါအဝင်တပ်စီငါးဆိုင်ထက်ဝက်ကမှပောက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။နာရာဒီဝမှာနေရာ6ခုထပ်မကထိခိုက်ပျက်စီးခဲ့ရသလိုပတာနီနဲ့ယာလာပြည်နယ်တွေမှာလည်းပောက်ကွဲမှုတွေရှိခဲ့တာကြောင့်စုစုပေါင်းပောက်ကွဲမှု17ကြိမ်အထိရှိခဲ့ပါတယ်။အာနာပိုင်တွေကတော့နာရာဒီဝမှာည9နာရီကျော်ရင်အပြည့်မထွေးရအမိန်ကာဖျူထုတ်ပြန်ထားပြီးစစ်အုပ်ချုပ်ရေးနဲ့အတူလုံခြုံရေးကိုလည်းတင်းကျပ်ထားပါတယ်။ကင်လွတ်ခွင့်ရဖို့ဆိုရင်တော့ဒေသန္တရအာနာပိုင်တွေရဲ့ခွင့်ပြုချက်လိုအပ်မှာဖြစ်ပါတယ်။ဝန်ကြီးချုပ်အနုတင်ကတော့2026ခုနှစ်အမျိုးသားကလေးများနဲ့အထိတ်မှတ်အနေနဲ့ထိုင်းကလေးငယ်တိုင်းကိုဘာသာစကားနှမျိုးတက်မြောက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။အစိုးရအိမ်တော်မှာကျင်းပတဲ့အခမ်းအနားမှာသူကပြောကြားခဲ့တာဖြစ်ပြီးအခုလိုဆက်သွယ်မှုတွေပုံမအားကောင်းလာတဲ့ကဘာကြီးမှာလူငယ်တွေအနေနဲ့ကဘာနိုင်ငံသားကောင်းတွေဖြစ်ဖို့ပြင်ဆင်ထားတင်တယ်လို့ဆိုပါတယ်။ဒုတိယဘာသာစကားတစ်ခုကိုသင်ယူတာဟာဆက်သွယ်ရေးအတွက်တင်မဟုတ်ပဲယဉ်ကျေးမှုတွေကိုနားလည်စေဖို့နဲ့အမြင်ကျဲစေဖို့အတွက်ဖြစ်ပြီးမိမိတို့ရဲ့အမျိုးသားရေးတန်ဖိုးတွေကိုလည်းဆက်လက်ထိန်းသိမ်းသွားကြဖို့သူကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။ဒေတာတွင်ကအိမ်ချမ်းမြေအကျိုးဆောင်တွေကတော့အိမ်ဝယ်မလိုလိုနဲ့လာရောက်တိုက်ခိုက်တဲ့အမျိုးသားတယောက်ကြောင့်အသက်35နှစ်အရွယ်တရုတ်အမျိုးသမီးတဦးလက်တီလေးတင်လွတ်မြောက်သွားခဲ့ရတဲ့ဖြစ်ရပ်ကြောင့်တတိကြီးစွာထားနေကြရပါတယ်။ထိုင်းမှာတရားဝင်အလုပ်လုပ်ကိုင်းနေတဲ့ဒီတရုတ်အမျိုးသမီးကမစ္စတာဂုံလို့အမည်ပေးထားတဲ့လူတစ်ယောက်ကိုအိမ်ပြောဖို့သဘောထွေခဲ့တာပါ။လန်ခီအီမှာတော့အဲ့ဒီလူကကက်ကြီးနဲ့ချိန်ချောက်ပြီးသူမကိုတိတ်ပလင်နဲ့တုံနှောင်ကဘတ်ငါထောင်းကျော်တန်ဖိုးရှိတဲ့ငွေသားနဲ့အဖိုးတန်ပစ္စည်းတွေကိုလူရက်သွားခဲ့တာဖြစ်ပါတယ်။အခုတော့ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။ပြီးခဲ့တဲ့အပတ်စဉ်ပိတ်ရက်ကဒေတာတွင်ရွေးကောက်ပွဲတွေကြောင့်ပတာယာမြို့ရအနီးတစ်ဝိုက်မှာအရက်သေးစာရောင်းချခွင့်ပိတ်ပင်ထားခဲ့ပေမဲ့မြို့ထဲမှာတော့ပိတ်ပင်ထားခြင်းမရှိပါဘူး။အခုလိုကန့်သက်တာဟာမူယူပြီးမဲပေးတာမျိုးမဖြစ်အောင်တားဆီးဖို့ဖြစ်ပြီး24နာရီကြာဖျော်ရည်တွေကိုပဲရောင်းချခွင့်ပြုခဲ့တာပါ။မင်းညာကအထိမဲစရင်တွေကိုရွေးသွင်းနေစေဖြစ်ပါတယ်။ပတာယာမြို့တော်ဝင်ကလည်းခလီညနေအခမ်းအနားမှာချင်းစိတ်ယူကြီးဝစ်ပြီးပါဝင်ဆင်နွှဲခဲ့ပါတယ်။ကလေးငယ်တွေနဲ့မိဘပေါင်းတောင်းနဲ့ချီပြီးအစိုးရနဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေကပြုလုပ်တဲ့ဂိမ်းတွေလက်ဆောင်တွေနဲ့တခြားလှုပ်ရှားမှုတွေကိုပျော်ပျော်ပါပါပါဝင်ခဲ့ကြပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးစီကားနေခဲ့ပြီးဝတ်စုံတွေကိုကြည့်ရတာလူကြီးတွေကကလေးတွေထက်တောင်ပိုပြီးပျော်နေကြသလိုပါပဲ။မိုးလေဝသဌာနကတော့ဒီနေ့မှလည်းအေးမြတဲ့ရာသီဥတုရှိနေအောင်မယ်လို့ဆိုပါတယ်။အမြင့်ဆုံးအပူချိန်26ဒီဂရီလောက်ရှိပြီးညဘက်မှာတော့7ဒီဂရီအထိကျဆင်းသွားနိုင်ပါတယ်။ကောင်းကင်မှာမြူလဲအနှဲငယ်အုံနေပြီးနေရောက်ချီသိမ့်မရနိုင်ပါဘူး။မိုးကတော့ရွာအုံမှာမဟုတ်လို့ဒါဟာကောင်းတဲ့အချက်ပါပဲ။ဒါကတော့ရွှေမြန်မာ Family Channel ကနေတင်ဆက်ပေးတဲ့ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေပဲဖြစ်ပါတယ်။ရွှေမြန်မာ Family Channel ကနေဒီနေ့အတွက်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါခင်ဗျာ။ကျွန်တော်တို့သတင်းတွေဒါမှမဟုတ်အစီအစဉ်သစ်တွေတင်တိုင်းမှာသိရဖို့အတွက် Channel ကို Like နဲ့ Subscribe လုပ်ထားပေးပါအောင်ခင်ဗျာ။